ဆိုလီဦးရဲ့ကစားပုံကိုပြိုင်ဘက်တွေကခံမှန်းရလွယ်ကူနေတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ One Championship မှာဝင်ရောက်ရှင်ပြိုင်နေတဲ့မြန်မာဖိုက်တာတွေထဲမှာဆိုလီဦးဟာပရိသတ်တွေရဲ့အားပေးမှုကိုအများဆုံးရရှိထားတဲ့ကစားသမားတွေထဲကတစ်ယောက်ဖြစ်ပါတယ်။မာကုန်မြင့်လွန်တာကြောင့်10မိနစ်ဆိုရင်းဆိုတဲ့နာမည်ပြောင်ကိုရထားတဲ့ဆိုလီဦးက1ရဲ့ဒေါ်လာ3သိန်းတန်စာချုပ်ရဖိုက်တာတစ်ယောက်ဖြစ်သလို1မှာထိုးသက်လာတာလည်း6ပွဲထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဆိုလီဦးဟာOne Championship မှာ3ပွဲဆက်နိုင်ပွဲရရှိခဲ့တာကြောင့်ဒေါ်လာ3သိန်းတန်စာချုပ်ကိုရယူနိုင်ခဲ့တဲ့အထိအောင်မြင်မှုပေါင်းတရဖူစောင်းနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လည်းစာချုပ်ရဲ့ပထမဆုံးပွဲဖြစ်တဲ့နဘီနဲ့ပွဲမှာတော့ဆိုလီဦးတယောက်ပြိုင်ဘက်ကိုထိအောင်နှောင်းထိုးသက်နိုင်ခြင်းမရှိဘဲအမှတ်နဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်။ဒီရှုံးပွဲကိုပရိသတ်တွေကနားလည်ခဲ့ကြပြီးနဘီဟာရေချင်းရှိတဲ့ကစားသမားတစ်ယောက်ဖြစ်သလိုအခုဆိုရင်1ချန်ပီယံရှစ်ရဲ့ဘန်တန်ဝိတ်ဂျားပြတ်ချန်ပီယံဘွဲ့ကိုတော့ရရှိနေပြီဖြစ်ပါတယ်။ဒီလိုဖိုက်တာမျိုးကိုမှန်နဲ့ရှုံးနိုင်ခဲ့တဲ့အတွက်ဆိုလင်းဦးကိုအပြစ်မပြောကြသလိုဝေဖန်မှုတွေလည်းမလုပ်ခဲ့ကြပါဘူး။ဒါပေမဲ့ဆက်ဆန်တဲ့ဒီမီထရီကော့ထွန်းတို့ကိုဇက်တိုက်ရှုံးနိုင်ခဲ့ပြီးတဲ့နောက်ပရိသတ်ချို့ရဲ့အမြင်ကလည်းပြောင်းလဲလာခဲ့သလိုဆိုလင်းဦးပေါ်မှာလည်းဝေဖန်မှုတွေပြုလုပ်လာခဲ့ကြပါတယ်။ပိုဆိုးတာကဆိုလင်းဦးကအဲ့ဒီနှစ်ပွဲစလုံးမှာတိတိတသားဝိတ်ကြော်နေခဲ့တာကလည်းပြောစရာချက်တစ်ခုဖြစ်ခဲ့ရပါတယ်။ဆက်ဆန်တဲ့ပွဲကိုရှုံးခဲ့တုန်းကတော့တစ်ဖက်ကထိုင်းမွေထိုင်းရဲ့ကန်တွင်တူဖြစ်တာကြောင့်ဝေဖန်မှုတွေနေပါခဲ့ပေမဲ့ကော့တွန်တဲ့ပွဲပြီးမှာတော့ဆိုလင်းဦးပေါ်ဝေဖန်မှုထက်ပြစ်တင်ပြောဆိုမှုတွေကပိုများလာခဲ့တာဖြစ်ပါတယ်။တကယ်လဲဆိုလင်းဦးဟာကော့တွန်တဲ့ပွဲမှာလိုအပ်ချက်တွေရှိနေပြီးခက်နာနာပြောရမယ်ဆိုရင်ဆိုလင်းဦးရဲ့ကစားဟန်ကပြိုင်ဘက်တွေတဲ့ခံမှန်းရလွယ်ကူနေတာဖြစ်ပါတယ်။ဒါကိုလည်းမြန်မာပြည်ရဲ့ထိပ်တန်းနီးပြဆရာတူဖြစ်တဲ့ဆရာဦးတင်ဦးကထောက်ပြပြောဆိုလာခဲ့ပါတယ်။ဦးတင်ဦးကဆိုလင်းဦးက moving ပိုင်းတွေနဲ့ football ပိုင်းတွေပြီးတော့ခါဆွဲတဲ့ပိုင်းတွေတိန်းတာတွေမပါတော့ဘူးအသေးကြီးကစားတဲ့အတွက်ဒီလိုပွဲတွေမှာဒါကဒုက္ခပေးတာပဲဒါကြောင့်လဲရှုံးနဲ့ရင်ဆိုင်ရတာပဲပွင့်ပွင့်လင်းလင်းပြောရရင်ကစားသမားတစ်ယောက်ဟာကိုယ့်ရဲ့ပြိုင်ဘက်ကိုဘယ်လို style နဲ့ကစားရမလဲဆိုတာသိတဲ့နေပြီးတော့နောက်ဆုံးထိုးသွားတဲ့ပွဲမှာဆိုရင်အရင်ထိုးပေါက်နဲ့ပဲပြန်ထိုးခဲ့တာဒီမီထရီကိုထိုးသွားတဲ့ထိုးပေါက်နဲ့အရင်ပွဲကထိုးသွားတဲ့ထိုးပေါက်နဲ့ပုံသေးကားချက်လုပ်နေလို့မရဘူးပြောရရင် style ပြောရမယ်ဆိုလင်းဦးရဲ့ကစားကွက်ကိုပြိုင်ဘက်တွေကခံမှန်းရလွယ်နေတဲ့တက်တဲ့ကြီးထိုးတက်တဲ့ကြီးကစားတယ်ခါဆွဲတာတွေတိန်းတာတွေကသိမ့်မရှိဘူးကိုပြိုင်ဘက်ကိုဘာနဲ့ထိုးရမလဲဆိုတာသိတဲ့နေရှောင်းတာတိန်းတာလေးတွေအတူကစားတာလေးတွေလုပ်တဲ့အမှတ်နဲ့သွားတာဖြစ်တဲ့အတွက်ထိချက်တွေများလာတဲ့အခါရှုံးတာပါပဲဆိုပြီးပြောဆိုသွားခဲ့ပါတယ်ဆိုလင်းဟာလာမယ့် August လအတွင်း American နိုင်ငံဒန်ဗာမှာကျင်းပသွားမယ့်173မှာဗတိန်လက်ဝိတ်တော်မလီယန်ဟာရီဆန်နဲ့ထိုးသက်သွားရမှာဖြစ်ပါတယ်ဒါဟာဆိုလင်းအတွက်တော့1ချန်ပီယံရှစ်ကစားသမားဘွား9ပွဲမြောက်ပွဲစဉ်ဖြစ်တယ်လို့ဒေါ်လာ3သိန်းတန်စာချုပ်အတွက်4ပွဲမြောက်ပွဲစဉ်လည်းဖြစ်ပါတယ်ဒီတခါရင်ဆိုင်ရမယ့်ဟာရီဆန်ကရိုးရပရိသတ်တွေနဲ့ကျောင်းတော်ကရန်စာရှိခဲ့ဘူးသူဖြစ်ပါတယ်2019ခုနှစ်တုန်းကဟာရီဆန်ဟာရိုးရကိုထင်မကြည့်ဘူးလို့ဝေဖန်ပြောဆိုခဲ့ဘူးတာကြောင့်ကနေဒါသားကြီးဒေဝကိုရိုင်းရိုးရမှာထိုးဖို့စိန်ခေါ်ခြင်းခံထားရသူဖြစ်ပါတယ်ဒါပေမဲ့အဲ့ချိန်တုန်းကဟာရီဆန်ဟာဝစ်လက်ကြောင်ဘက်လုပ်နေတာကြောင့်ပွဲကဖြစ်မလာခဲ့တာပါဝမ်မာဆိုလင်းဒေါ်လာ3သိန်းတန်စာချုပ်ရသွားတော့ကလည်းခွင့်ရရမယ်ဆိုရင်10မိနစ်ဆိုကြည့်တဲ့ထိုးသက်ချင်သေးတယ်ဆိုပြီးပြောဆိုခဲ့ဘူးတာကြောင့်ဒီပွဲဟာမြန်မာရိုးရပရိသတ်တွေအတွက်တော့ dream match လို့ဆိုရမှာဖြစ်ပါတယ်ဒီပွဲကို American နိုင်ငံဒန်ဗာမှာကျင်းပသွားမှာဖြစ်ပါတယ်ဆိုလင်းပါဝင်လက်ဝိတ်ဖိုက်တာအများစုကဂျပန်၊ထိုင်း၊စင်ကာပူ၊ဩစတြေးလျတို့မှာသွားရောက်ကစားပူပေမဲ့ American မှာတစ်ခါမှမကစားဘူးသေးပါဘူးဒါကြောင့်ဆိုလင်းဦးဟာအမေရိကန်နိုင်ငံရောက်ပထမဆုံးလက်ဝိတ်ဖိုက်တာတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်။